PMGO main event မှာအကျန်းဆုံးကဘာကျော်ထိပ်သီးအသင်း6သိန်းမင်္ဂလာပါ e-sport ပရိသတ်ကြီးတို့ရေလာမယ့်ရက်ပိုင်းအတွင်းမှာအင်ဒိုနီးရှားနိုင်ငံဂျာကာတာမြို့မှာအကြီးအကျယ်ကျင်းပတော့မယ် PMGO 2026 Season 1 Main Event Group Draw တွေထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်ဒီပွဲစဉ်တွေထဲမှာ Champion စုကိုတိုက်ရိုက်ချင်းချောက်နိုင်တဲ့လုံးဝမျက်စိထောက်ထောက်ကြည့်ရမယ့်ကမ္ဘာအဆင့်မီ World Class အကျဉ်းဆုံး6သိန်းရှိပါတယ်သူတို့တွေဟာကိုယ်ပိုင် achievement အောင်မြင်မှုအသီးမီနဲ့တရဖူစောင်းထားတဲ့အသင်းတွေဖြစ်တယ်လို့ပွဲကိုအချိန်မရွေးအလှည့်ပြောင်းလုပ်နိုင်တဲ့ Star Players ကျဲပွင့်ကစားသမားတွေရဲ့ထူးချွန်တဲ့တဦးချင်းစွမ်းဆောင်ရည်တွေကိုပါပိုင်ဆိုင်ထားကြပါတယ်ကဲအဲ့ဒီ6သိန်းဘယ်သူတွေဖြစ်မလဲဆိုတာကိုဒီဗီဒီယိုမှာအတူတူစမ်းစစ်ကြည့်လိုက်အောင်ပါနံပါတ်1 Alpha 7 Esports A7 ပထမဆုံးပြောရမယ့်အသင်းကတော့ Brazil ကိုစားပြု Alpha 7 Esports A7 ပါပဲအားလုံးသိတဲ့အတိုင်းသူတို့ဟာ PMGC 2025 Champion စုကြီးကိုသိမ်းပိုက်ထားနိုင်တဲ့အသင်းကြီးပါ A7 ကိုကြောက်ရတဲ့အဓိကအကြောင်းရင်းကသူတို့ရဲ့ aggression ကြမ်းတမ်းမှုနဲ့အတွေ့အကြုံပါပဲအထူးသဖြင့် A7 ရဲ့ star player တွေဖြစ်တဲ့ Revo နဲ့ Mafioso တို့ရဲ့ entry frag ဝင်တိုက်တဲ့အားတွေခက်ခဲတဲ့အခြေအနေတွေမှာပြသလေးရှိတဲ့ clutch တွေကတကယ်ကိုအံ့မခံပါChampion PP ဒီပြိုင်ပွဲမှာလည်းဖလားထပ်ယူဖို့ဒီကစားသမားတွေကအပြင်းထန်စူးစမ်းလာမှတေးကြပါတယ်နံပါတ်2 Team Flash FL နောက်တစ်သင်းကတော့ကျွန်တော်တို့ C region ကနေလာတဲ့ Vietnam ကိုစားပြု Team Flash FL ပါပဲမကြသေးခင်မှာကမှ PMG ကို S1C Final Champion စုကိုထိုက်တန်ရယူထားတဲ့အသင်းဖြစ်ပါတယ် FL အနေနဲ့မကြသေးမီကပွဲစဉ်တွေမှာသူတို့ရဲ့အသင်းသားအခြေအဆက်ဘလောက်ကောင်းလဲဆိုတာကိုသက်သေပြထားပေးပါပြီဒီနေရာမှာအထူးချီးကျူးရမှာကတော့ကစားသမားနှစ်ယောက်ဖြစ်တဲ့ Top နဲ့ Win တို့ရဲ့ကောင်းမွန်တဲ့ performance ပါပဲသူတို့နှစ်ယောက်ရဲ့တဦးချင်း individual skill ကအလွန်မြင့်မားပြီးပြိုင်ဘက်တွေအတွက်အမြဲတမ်းချင်းချောက်မှုတစ်ခုဖြစ်နေပါတယ် C Champion PP Top နဲ့ Win တို့ရဲ့အမှားယွင်းကင်းတဲ့ကစားကွက်တွေကြောင့်ဒီ main event မှာထိပ်ဆုံးကပြေးနေမဲ့အသင်းတစ်သင်းလို့သုံးသပ်ချင်ပါတယ်နံပါတ်3 Aurora Gaming အရင်က APG လို့လူသိများပြီးအခု Aurora Gaming အမည်နဲ့ Mongolia ကိုစားပြုဝင်ရောက်လာတဲ့အသင်းပါသူတို့ဟာပြိုင်ဆိုင်မှုပြင်းထန်တဲ့ PMGO S1 EECA Eastern Europe and Central Asia Final Champion အဖြစ်တရဖူစောင်းထားတာပါဒီအသင်းမှာမျက်စိထောက်ထောက်ကြည့်ရမှာကတော့ကစားသမားနှစ်ယောက်ဖြစ်တဲ့ Dog နဲ့ Refers တို့ပါပဲသူတို့နှစ်ယောက်ရဲ့ကောင်းမွန်လွန်းတဲ့ skill တွေနဲ့တဦးချင်းလက်ဆွဲတွေကအံ့မခံပါ Close combat တွေနဲ့ 1v1 အခြေအနေတွေမှာ Dog နဲ့ Refers ကိုဖြုတ်ချဖို့ဆိုတာတခြားအသင်းတွေအတွက်တကယ်ကိုခေါင်းခဲစရာပါEECA Champion အရှင်နဲ့သူတို့ရဲ့သွေးအေးပစ်ချက်တွေကဒီပြိုင်ပွဲမှာအလှည့်အပြောင်းတွေအများကြီးလုပ်ပြသွားနိုင်ပါတယ်။နံပါတ်4 Four Drives Gaming 40ဒီပြိုင်ပွဲရဲ့အကြောက်ဆုံး Dark Horse လို့တင်စားရမယ့်အသင်းကတော့ပါကစ္စတန်ကိုစားပြု Four Drives Gaming 40ပါတယ်။သူတို့ဟာအကျိတ်နဲ့ရင်ဆိုင်ရတဲ့ PMGO S1 South Asia Final Champion ကြီးဖြစ်သလိုတောင်အာရှမှာထိပ်တန်းကရက်တည်နေတဲ့အသင်းဖြစ်ပါတယ်။ပါကစ္စတန်အသင်းတွေဟာသူတို့ရဲ့ကြိုတင်ခံမှန်းရခတ်တဲ့ကစားကွက်တွေကြောင့်အမြဲတမ်းနာမည်ကြီးပါတယ်။ဒီနေရာမှာ 4D ရဲ့အဓိကအသက်သွေးကြောက်ကတော့သူတို့ရဲ့ကစားသမား Fala ရဲ့ကောင်းမွန်တဲ့ performance တွေပါပဲ။ Fala ရဲ့ရုတ်တရက်ဝင်လာပြီး third party ဝင်လုပ်တဲ့နေရာတွေမထင်မှတ်ထားတဲ့အချိန်မှာရဲဝံ့ push လုပ်တဲ့တဦးချင်းစွမ်းဆောင်ရည်တွေကအထူးကျွမ်းကျင်ပါတယ်။ထိပ်တီးအသင်းကြီးတွေအနေနဲ့ Fala ပါဝင်တဲ့ 4D ကို short တွက်မိရင်ကြီးမာအဖိခံရနိုင်တယ်လို့သုံးသပ်ချင်ပါတယ်။နံပါတ်5အင်ဒိုနီးရှားကိုစားပြု Bigetron BDR ပါပဲဒီအသင်းကိုတော့အများကြီးမိတ်ဆက်ပေးနေစရာတော့မလိုတော့ပါဘူးအင်ဒိုနီးရှားရဲ့ဂုဏ်ဆောင်ကမ္ဘာချန်ပီယံဟောင်း PMCO Global Champion ဖြစ်တဲ့ BDR ပါပဲအခု main event မှာအင်ရှင်အဖြစ်ရင်ဆိုင်ရမယ့်အပြင် BDR ရဲ့အလွန်ကောင်းမွန်တဲ့ကစားပုံတွေနဲ့အခြေအဆက်တွေကတကယ်ကိုအံ့မခံပါအထူးသဖြင့် BDR ရဲ့ကစားသမားနှစ်ယောက်ဖြစ်တဲ့ Federal Lee နဲ့ Razy တို့ရဲ့အလွန်ကောင်းမွန်တဲ့ skill တွေကအသင်းကိုအများကြီးပိုကြောက်စရာကောင်းသွားပါတယ်သူတို့နှစ်ယောက်ရဲ့တဦးချင်းစွမ်းဆောင်ရည်တွေနဲ့ပြစ်ချက်မရှိတဲ့ကစားကွက်တွေကြောင့်ကစားသမားတော်တော်များများကပါ BDR ကိုဒီပြိုင်ပွဲရဲ့ champion အဖြစ်မျှော်မှန်းထားကြပါတယ်။ဒါပေမဲ့ BDR နဲ့ဟဲ့ PMGO C Final ကလို့ Day 1 Day 2မှာအလွန်ကောင်းပြီး Day 3ရောက်မှာအဖျားရှူးထွားကမျိုးတော့ဖြစ်လို့မရပါဘူး။ BDR ရဲ့အင်ကွင်းပရိသတ်အားပေးမှုကတဲ့သူတို့ကိုပိုပြီးအင်အားကြီးမှစေပါတယ်။6 ULF Esports နောက်ဆုံးကတိအနေနဲ့ရွေးချယ်ချင်တာကတော့တူရကီနိုင်ငံကိုစားပြု ULF Esports ဖြစ်ပါတယ်။သူတို့ဟာတူရကီ region ရဲ့အကျန်းဆုံးပြိုင်ပွဲဖြစ်တဲ့ PMNC PUBG Mobile National Championship Turkey 2026 Champion အသင်းဖြစ်ပါတယ်။တူရကီ region ဆိုတာ PUBG Mobile လောကမှာအကျန်းတန်းဆုံးနဲ့အကြောက်စရာဆုံး region တစ်ခုပါ။ ULF ဟာတူရကီ Champion PP Gun Power ကိုအဓိကအားပြုပြီးဆော့ကစားလေးရှိပါတယ်။ဒီအသင်းရဲ့အဓိကဖြတ်ကတော့ကစားသမားနှစ်ယောက်ဖြစ်တဲ့ Scarface နဲ့ Soulless တို့ရဲ့ကောင်းမွန်တဲ့ performance တွေပါပဲ။ compound တစ်ခုကိုအတင်းဝင်လူတဲ့အခါမျိုးတွေမှာ Scarface နဲ့ Soulless တို့ရဲ့ win pit အားကလုံးဝတားမနိုင်စီမရပါဘူး။အခြားအသင်းတွေအနေနဲ့ ULF နဲ့ထိတိုက်တွေ့ပြီဆိုရင်အထူးသတိထားပြီးကြိုင်တွေမှရပါလိမ့်မယ်။
ဒီ6သင်းဟာကိုပိုင်ချန်ပီယံဆု achievement အသီးသီးနဲ့နာမည်ကျော်ကျယ်ပွင့်ကစားသမားတွေရဲ့တခုချင်းအကောင်းဆုံးဆွမ်းဆောင်ရည်တွေကိုစုပေါင်းထားပြီးဂျကာတာက main event ကိုလှုပ်ခတ်သွားစေမယ့်အသင်းတွေဖြစ်ပါလေဒီ6သင်းရဲ့လက်ရှိ form အတွေ့အကြုံတွေနဲ့ရယူထားတဲ့အောင်မြင်မှုတွေအရာချန်ပီယံဆုနဲ့အနီးဆက်ဆုံးဖြစ်နေတယ်လို့ကျွန်တော်သုံးသပ်ချင်ပါတယ်ကဲပရိသတ်ကြီးတို့တော့ဒီ6သင်းထဲကဘယ်အသင်းက PMGO 2026ရဲ့ချန်ပီယံတရဖူကိုစောင်းသွားမလဲလို့ထင်လဲဒါမှမဟုတ်အခြားမျှော်လင့်ထားတဲ့အသင်းတွေရှိရင်လည်း comment မှာဝင်တော့ဆွေးနွေးပေးသွားကြပါအောင်နောက်ထပ် e-sports သတင်းတွေပွဲစဉ်သုံးသက်ချက်တွေကိုအချိန်လက်တပြေးညီသိရှိနိုင်ဖို့ကျွန်တော်တို့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်